Ani to bono, they got a general the Manapan, Naseli bono, Naseli yet, Nala, not on the chop, no, in Ani to go, John Lyle in Piatavira. No, after John when Larry Gumati Chinzi and Lama late on Biba, the channel was subscribe Loa the Gumamashi, when you any deal check, subscribe Navy Javon, no, I don't women lava, no, Lama late on Biba. မင်္ဂလာပါလက်မလေးထောင်ပေးပါเนาะအားလုံးပဲကိုမလက်မလေးတယောက်ချက်ထောင်ပေးပါဒီ channel ကို subscribe လုပ်ပေးပါเนาะဆရာနေကောင်းလာတဲ့ကောင်းပါတယ်ဗျเนาะကောင်းတယ်လို့ပဲသဘောထားပါเนาะဆရာကြီးရေတောက်မြည်မြတ်တောက်တဲ့ကျမ်းမောင်းနေပါတောက်ပါတယ်ဗျเนาะရေတောက်ပါတယ်ဆရာရဲ့ကူညီပါအောင်နဲ့ဘာကူညီပေးရမှာလဲဗျဘာကူညီပေးရမှာပြောပါဦးနေ့က9လနိုင်လားဆရာကြီးတဲ့ဩဟုတ်ကဲ့လိုင်းလာမှာပေါ့တပွင့်တက်ရင်လည်းစူဘူးဖြစ်မှာကွာတဲ့ဒီမျက်နှာနဲ့လမ်းနဲ့ဆရာထုံးတယ်ဟုတ်တယ်နော်တနက်ကထွက်ခဲ့ရင်တဲ့ညီကိုတဲ့တရားရခိုင်တော့ဟုတ်တယ်နော်နက်ကထွက်ခဲ့ညီကိုတရားရခိုင်တော့မှန်တယ်နက်ကနဲ့စားခဲ့ရင်ပေါ့နော်ညီကိုတရားရခိုင်တော့မှန်တာထက်ဆိုင်နက်ကလို့စထားလို့ရှိရင်ညီကိုထွက်တယ်ဆိုတော့မှန်တယ်နော်အဲ့နက်ကလို့စထားလို့ရှိရင်အပူနဲ့ပါဝါလိုက်ထွက်တယ်နော်အပူနဲ့ပါဝါလိုက်ထွက်တယ်ဖြစ်တယ်အပူနဲ့ပါဝါအပူပါဝါညီကိုနော်ကြာမှာပဲဒါပေမဲ့ကျွန်တော်ကရွေးပေးမယ်ခုနကအပူညီကိုဆိုရင်အကွက်များတယ်နော်ညီကိုဆိုရင်အကွက်များတာဖြစ်တဲ့အတွက်ကြောင့်မလာဘူးမို့ညီကိုကလာမှာလေအရင်ဘက်ကမလာထားဘူးဆိုတော့ဒီဘက်ကတော့ညီကိုကသေချာပေါက်လာမှာနော်အကွက်ညီကိုဆိုအကွက်ကများတာဖြစ်တဲ့အတွက်ကြောင့်အကူမတွေဆော့မယ်ဆိုရင်သေချာတယ်ပေါ့နော်ကျွန်တော်တို့ကပါဝါပိတ်ထားဖြစ်တဲ့ကြောင့်အပူလာဖို့ရှိတဲ့လမ်းကြောင်းရှိတယ်အဲ့ဒီအပူလာဖို့ရှိတာလမ်းကြောင်းရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အခုဖြစ်လာတဲ့မူရနော်နက်ခတ်တင်းလာနေမှာနက်ခတ်လို့စထားရင်အဲ့ဒီအပတ်မှာလင်းလာနေမနက်ကိုပြောနော်လင်းလာနေမနက်မှာနက်ခတ်လို့ဖွင့်ထားပြီဆိုလို့ချင်းအဲ့ဒီရဲ့အောက်ဘက်မှာဟောအဲ့ဒီရဲ့ကြံရက်မှာပေါ့နော်အဲ့ဒီရဲ့ကြံရက်မှာလိုက်ထွက်တယ်အပူရောပါဝါလိုက်ထွက်လိမ့်မယ်နော်အပူရောပါဝါလိုက်ဆက်လိမ့်မယ်ကျမတို့ကူးဆက်ပါတာကြီးတော့ကဲပါအပိနေတဲ့သားလေးရဲ့ထီလာဖားစိန်နဲ့ဟုတ်ကဲ့ပါဟင်းသားရပါတယ်ဟုတ်ကဲ့ပါဆရာမှုတွေနေတဲ့ဒီတစ်ပတ်တဲ့နာတဲ့ဆရာဘောအပူပါဝါခွေထိုးတာတဲ့နှစ်ကျင်ရှယ်ပေါက်တယ်ဖောဝင်ခိုင်းထားတာဆရာအတူစီမဟုတ်ပဲတဲ့ဖောဝင်ခိုင်းထားတာဆရာအတူစီမဟုတ်ဘူးပဲတဲ့အလဲနောက်ရက်တဲ့အဘူးပါဝါပဲလိုက်မယ်ဆရာကြီးတဲ့ဟုတ်ကဲ့လိုက်ပါနော်အဘူးပါဝါအဘူးမိန်မို့ဗျာဒါပဲရှင်းရှင်းလေးပဲနော်အဘူးပါဝါလိုက်မယ်ကြမ်းပါဆရာညနေနေနေမို့နေတယ်ကျွန်တော်ညနေဆောင်ရင်တွားအိတ်လိုက်တာဗျညနေဆောင်ရင်တွားအိတ်လိုက်တာဟိုနည်းနည်းထိုင်းထိုင်းမမိုင်းဖြစ်နေအဲ့လိုဖြစ်နေထိုင်းထိုင်းမမိုင်းဖြစ်နေညနေကျွန်တော်ကနန်းကြည့်ပြီးရဆိုကျွန်တော်အိပ်ပျော်သွားထိုင်းထိုင်းမမိုင်းဖြစ်ဆရာကြီးအပိနေပါတယ်ဟုတ်ကဲ့ပါနော်ဆရာရဲ့အဖွဲ့ဝင်ပါတဲ့အခွေပဲလုပ်ဝင်ဆရာကြီးလုပ်ပါနော်ဒါပေမဲ့ကျွန်တော်ပြောချင်တာကအရင်ဘက်ကတော့ကျွန်တော်တို့ဒီ1000ပေါက်စားတယ်ဆိုဒီဘက်9000ပေါက်လောက်ပဲစားဆော့9000ပေါက်လောက်ပဲဆော့ဖို့ပြောတာထိန်းဆော့ဖို့နော်အဲ့လိုပြောတာမထွက်မှနိုင်လို့ပြောတာမို့လာလိမ့်မယ်နော်လာမှာပါနောက်ဖက်ကတော့အားကောင်းတယ်လို့ကျွန်တော်ပြောချင်တာပေါ့နော်အဖွဲ့ဝင်တွေတော်တော်အားကောင်းတယ်လို့ပြောချင်တယ်နော်စူကြီးခွဲရတော့မယ်နော်လာဝန်နီးနေပြီဒီနေ့ဖြစ်ရမှာဗျာနော်ဒီနေ့ဖြစ်ရမှာဆိုတော့မဖြစ်ပါဘူးဆိုတော့လေပါတတ်နေမှာလေသူမဖြစ်တာသူအကြောင်းပေါ့နော်ဖြစ်လာရရှိတဲ့အကန့်အသတ်တွေမှာဖြစ်လာပါလိမ့်မယ်နော်ကဲလက်မလေးထောင်ပြီနော် 1.7 ကမင်္ဂလာပါနော်လက်ကကျွန်တော်အကြာကြီးလွှင့်တာမဟုတ်ဘူးကျွန်တော်ဒီဘက်ဒီမှာပါတယ်စူကူတကူမိုင်းမယ်ဒီနေ့နှစ်ခွန်ဝမ်းချင်းကလည်းကွက်တီပဲမနက်ကောညအောင်ကြာတယ်ဗောနော်ဒီကုံဝမ်းချင်းကနှစ်ခွန်ဝမ်းချင်းဗောနော်ကီးဖောက်တာပါနော်ဒီကတော့ကီးဖောက်တာပဲ3 လုံးထောင်ထားတယ်ဗောနော်3 လုံးထောင်တဲ့အတွက်ကြောင့်3 ပတ်တီပေါ့နော်အဲ့ဒါဒီဘက်ထွက်မှာပါနော်ဒီဘက်မထွက်ရင်နောက်တစ်ပတ်ပေါ့ပတ်တီသမားတွေပတ်ချင်တယ်3 ပတ်ပေါ့နော်မူရိုက်ပြောတာနော်3 လုံးထောင်ထားတဲ့တက်ကြီးပေါ့နော်ရှေ့မှာစီနီယံထောင်ထားတယ်စီနီယံကတော့ကျွန်တော်ထုတ်ထားတဲ့မူတွေမှာမရှိတာဖြစ်တဲ့ကြောင့်သူများမှုတွေလိုက်ကျွန်တော်လိုက်ပြောလိုက်သူများမှုတွေနဲ့တိုက်ပြီးတော့သူများမှုယူသုံးတယ်ဆိုဖြစ်မှာဆိုလို့မသုံးတော့ဘူး3 လုံးထောင်ထားတယ်ထောင်ရင်ထောင်တယ်အလုံးကပတ်တီပဲနော်3 လုံးထောင်ထားဖြစ်တဲ့ကြောင့်အဲ့3 ကပတ်တီအနေနဲ့သုံးလို့ရတယ်နော်3 လာလိမ့်မယ်ထပ်ပြီးတော့ပတ်တီပတ်မယ်ဆိုလို့ရှိရင် free သမားတွေကနောက်ကြံချိန်မှာ3 ပတ်တီပတ်ပေါ့နော်ဟုတ်ပြီလားအဘူးမြင်လာကိုတယ်ကျွန်တော်ပေးထားပါတယ်ဗျနော်အဘူးရောနက်ခက်လဲအဘူးရောပါဝါလဲပြောထားတယ်နော်ပါဝါပေးလို့အဘူးလာမယ်လို့လဲပြောထားတယ်အဲ့မှာအဘူးနဲ့ပါဝါလိုက်မယ်အဘူးမိန်ဒါပဲဘာမှမရှိဘူးမူကကျန်တာဘာမှမရှိဘူးနော်
အခုထဲမှာအဓိကမိန်ထားမယ်3ဘူး3ဘူး8ဘူး9ဘူးအဲ့ဒီအပူ4ဘူးတတိထားနော်3ည3လုံးထောင်တဲ့ကြောင့်ပတ်တိပတ်မယ်ဆို3ညပတ်ပေါ့နော်ဒါပဲပြောချင်တာနော်လာနိုင်လားဆိုတော့လာပါလိမ့်မယ်နော်သူ့ရဲ့ခိုင်းလို့ပဲ3ည5 3ညနောက်ဆုံးထိထွက်တာဖြစ်တဲ့ကြောင့်ငါဆုံးဟိုတင်းလာဒီမှာမကြတာဖြစ်တဲ့ကြောင့်ကြာတာပြီးတောက်ကြဘက်ကိုပြန်ရောက်သွားလိမ့်မယ်နော်လေးရှိဆိုကျွန်တော်အများကြီးပေါ့လေးရှိဆိုနော်ပြောင်းသွားလာပေါ့ငါကိုကနမ်းကြားမယ်အချိန်မဟုတ်သေးဘူးလို့တတ်မှတ်ထားလိုက်နော်စုဘူးက2ရှိတယ်ဘယ်2ရှိอ่ะစုဘူးက4ရှိပါဆရာတဲ့4ပတ်ရရပါတယ်တဲ့4ပတ်ရရဆိုရင်ပတ်တိပတ်မဲ့ဆို3ညပတ်နော်ဒါဖရီသမားတွေအတွက်ပြောတာဟုတ်ဝင်နေကိုလို့နော်ဒီနေ့မစော်ပဲနေလိုက်ပါတယ်တဲ့ဒုနေမမဆိုလို့တဲ့မင်းလာညာချမ်းပါတဲ့6လနိုင်လားတဲ့8ကောင်းလားမောင်လေးတဲ့2လနိုင်လားအကုန်လာနိုင်နော်ဒီဘက်ကစုံနေတဲ့ပြောက်ဖို့မရှိဘူးနော်ဘာကြောင့်လဲဆိုရင်အရင်ဘက်ကတော့မားပြောက်ထားလို့အရင်ဘက်ကတော့စုံပြောက်ထားလို့အရင်ဘက်ကစုံပြောက်ထားတာဖြစ်လို့ကြောင့်ဒီဘက်မှာစုံပြောက်เสียမရှိဘူးနော်ဒီဘက်ကတော့လေးပြောက်ထားတယ်မလားအဲ့ဒါကြောင့်ဒီဘက်မှာစုံမပြောက်ဘူးစုံပတ်သီးတွေမပြောက်ပြောက်ရင်တော့မားပတ်သီးတွေပြောက်လိမ့်မယ်နော်အဲ့ဒါပဲပြောက်ဖို့တော့မစင်စားပါနဲ့အဝေးလိုပါသေးတယ်အကုန်လုံးကလာနိုင်တဲ့ပတ်သီးတွေကြီးပဲနောက်ဖက်ဆိုရင်အပြောက်တွေကြီးအကောင်းဆုံးဆင်းလာမှာနော်အဲ့ထက်မှာကိုယ်ဟာလေးပါဖို့ပဲရည်ကြီးတယ်ဆူတောင်းနော်ဒီခွန်ကလည်းကိုထုံးပေးတဲ့စုဘူးတွေပေါက်ပါတယ်ဆရာတပင်ကြီး3ညထောင်ရင်ပါလို့ရမယ်3ညပတ်တီလို့နော်နောက်ကဖုန်းနံပါတ်ကိုလည်းမြန်မာလိုရေးပါလားတဲ့ channel မထိအောင်နဲ့မရေးတော့ပါဘူးနော်ဒါကြီးလည်းကျွန်တော်ဟိုဒီခါပြက်ပြီဆိုရင်တောင်းပါဘာမှထားတော့ဖုန်းနံပါတ်တွေမထားတော့ဖုန်းနံပါတ်ထားလို့ဖြစ်တယ်လို့ခိုင်းလို့ရတယ်လောဆယ်ထီတော့ဘာမှညှိထားလေးမရှိသေးဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်ဘာစားမှရေးတင်မှာမဟုတ်ဘူးကဒိတ်ကတော့ကျွန်တော်တက်ကပဲပြောပြမယ်အခုဒိတ်ကတော့ကျွန်တော်ဒီမနက်24ရက်ပေါ့နော်24ရက်2လ2026နော်ကျွန်တော်ပြောတဲ့မူလေးတွေအစားဆုံးကြီးလိုက်ကိုအစားဆုံးကြီးဆိုတာကရှေ့ရမူတွေမသိမှာဆိုလို့နော်တော့ဒီကျွန်တော်တို့ရှေ့မှာလည်းကျွန်တော်ဒီစနေနေ့ညလည်းလိုက်လို့မိတာမနေ့ကညလိုက်တယ်မှလည်းပြောတယ်ပတ်တိပတ်မဲ့ဆို4ပတ်နော်ဒါကကျွန်တော်ပြောခဲ့ရရပဲအခုဖရီသမားတွေပတ်တိပတ်မဲ့ဆိုရင်3ညပတ်နော်ပတ်တိပတ်မဲ့ဆို3ညပတ်နော်3ညပတ်တိပတ်လို့ရတယ်ပတ်ချင်တယ်ဆိုရင်ပေါ့နော်ပတ်ချင်တယ်ဆိုပတ်တိပတ်ချင်တယ်ဆို3ညပတ်တိပတ်ဖရီသမားတွေပြောတာနော်မူတွေကပါရှိလဲဆိုလို့ရှိရင်ပါဝါပိတ်ထားတယ်တင်းလာနေမှာနက်ခတ်လို့ဖွင့်ထားတယ်အဲ့ဒီတကြောင့်ကျွန်တော်တို့ဒီဘာလုပ်ရမလဲဆိုရင်အပူရောပါဝါအဲ့ဒီမှာအပူမိန်ဟုတ်ပြီနော်အပူကပါမင်းနေဆိုတာသိပြီးသားပါနော်အဖို့ဝင်ထွက်ကြပြီလားတဲ့ဒီဘက်တည်းမဝင်လိုက်ရလို့အဖို့ဝင်မထွက်သေးဘူးဘာမှမထွက်သေးဘူးနော်မနေ့ကထွက်လိုက်မယ်နော်ကိုကျွန်တော်ကတော့ဟိုဘာကြောင့်ထင်းလို့ခိုင်းနေဆိုတာကတော့ကျွန်တော်အကြောင်းပဲကျွန်တော်သိတယ်နော်ကျွန်တော်ဖုန်းဝင်နေလဲကျွန်တော် group ထဲမှာရေးတင်ထားပြီးသားထင်းဆော့ဖို့နက်ခတ်80လို့ဖွင့်ထားလို့ကျွန်တော်နည်းထိန်းခိုင်းထားတာနော်အိုးနဲ့လိုက်လုံနေမှာဆိုလို့လောဆယ်ခဏလေးထိန်းလေးလုပ်နော်ဒါမနက်ဖက်တနေ့ရောကျွန်တော်ကြိုက်တယ်နော်မင်္ဂလာပါသားဆရာထုံးရေးတဲ့ကျမ်းမပါသေးတဲ့မောင်လေးကျမ်းမပါသေးဟုတ်ကဲ့ပါပြီးတဲ့စနေပြလက်မလေးထောင်ပေးပါအောင်ဗျာနော်တော်လူကလည်းနည်းနေတာဖြစ်တဲ့အတွက်ကြောင့်ဟိုတယောက်ကြည့်ရဆိုရင်တယောက်တွေ့ပြီဆိုတာနဲ့ဒီ channel ကို subscribe လုပ်နော်လောဆယ်ကျွန်တော်ရဲ့ live မှာ live နေတာ 2.4K ပေါ့နော်ကြည့်နေတဲ့လူပေါ့နော်အဲ့ဒီလူတွေအကုန်လုံး channel ကို subscribe လုပ်ပေးပါနော်နောက်မှတွေ့ရလူတွေ searching channel လေးကိုအသစ်လေးကို subscribe လေးလုပ်ပေးကြပါအောင်ဗျာနော်များနေပြီတဲ့ဘာတွေများရလဲဗျာဘာလို့များရင်မထိုးနဲ့နော်ဘာမှပုံမတင်နဲ့ပုံမှန်သွားနော်အရင်တော့ကျွန်တော်ပဲရှေ့ဘက်တော့ကျွန်တော်တို့ဒီရှေ့ဘက်တွေတော့ကျွန်တော်1000ဘို့ဆော့တယ်ဆိုရင်9000ဘူးပေါ့1000ဘောဆော့တယ်ဆို9000ဘောဆော့အဲ့လိုကျွန်တော်ပြောချင်တာဒါထိန်းခိုင်းတာနော်ဟိုတချို့ကျတော့ဟိုနင်လားငါလိုက်ဆွတ်လုံနေမှာဆိုအဲ့ကြောင့်ပြောတာနော်ဆရာ line တွေကလည်းမကောင်းဘူးဆရာကြီးစနေနေ့မှတဲ့မြင်လိုက်ဘူးတဲ့ဆရာစနေနေ့ညမမြင်လိုက်ဘူးဆိုရင်ညလိုက်လေမှလည်းပါပြီးသားမပြောထားတာတခုမှမရှိဘူးအကုန်ပြောထားတဲ့ရပဲလေးဘက်ဒီမပေါက်တာတော့ကိုမတွေရဲ့အကြောင်းပဲအခုဘက်ဒီဘက် channel မလားကျွန်တော်3ညတစ်လုံးပေးခဲ့တယ်ဒီများလို့ဟိုတစ်လုံးဒီတစ်လုံးနေပေးနေရမှာမဟုတ်ဘူးနော်ကျွန်တော်မူရပေးတာမူမကြရင်လည်းခင်ဗျားတို့ဘာပတ်သီးမှရမှာမဟုတ်ဘူးမူမရှိရင်ကျွန်တော်ဘာမှမပေးဘူးမူရှိလို့ပေးတာနော်မူရကျွန်တော်3ည3လုံးထောင်တယ်အဲ့3ညပတ်သီးလာလိမ့်မယ်နော်ကြံ4ရက်မှာလာလိမ့်မယ်နော်မိုင်းဝဲပဲနေလေတာကျွန်တော်ဘောဝဲမကြည့်ဘူးနော်ပတ်သီးကိုလာခွေကိုလာတဲ့ဆရာတွေရှော့ပြီးဆိုတာကအကုန်ပြောတာအကုန်လုံးပြောတာပတ်သီးသမားရောခွေသမားရောပြောတာနော်လက်မတွေအများကြီးနေထားပါတယ်တဲ့ဦးထွန်းကြီးတော့ခဲ့ပါလက်မလေးနေပေးပါနော်အလေ3ည1တဲ့အတူယူဆော့နေတဲ့အလေ3ည1အတူတဲ့ယူဆော့တာတဲ့အဲ့တော့ငူရတယ်တဲ့နော်ဘာဒီလည်းမသိပါဘူးဗျာနော်ခေါင်းနေနဲ့နောက်လာဗျာ
ဆရာတော်နေကောင်းကြမှာပါသေးတော့ကဲပါကွာလူတွေကိုစင်နာနဲ့ကုညီနေတာတဲ့ကျမ်းမာရေးကောင်းသွားမှာပါဆရာတော်နဲ့ဟုတ်ကဲ့ပါနာထားတော့မောင်လေးကျမ်းမာပါသေးတဲ့ရှေးဘက်ကပြည်တံပြောက်သွားပါတယ်တဲ့မင်းနေကြလို့ရှေးဘက်ကပြည်တံပြောက်တာလေဘာရီလာမင်းနေကြတယ်ဗျာပြည်တံမှာအရင်ဘက်ကထွက်တာမှာပူးစိုးပတ်ဆက်ပဲနော်ဘယ်လောက်ထွက်လဲထွက်လာမထွက်လာဆိုခင်ဗျားတို့တနေ့ပဲမထွက်တာနော်မထုတ်ဘူးလားထွက်လာဆိုအဲ့မှာတစ်ခွန်ပေးတယ်28ပေးတယ်26ပေးတယ်60ပေးတယ်အဲ့မှာခွန်1ပေးတယ်အဲ့ဒါပေးတယ်နေမဟုတ်ဘူးလားဘာဒီမင်းနေမှမသိဘူးဒုက္ခတွေပဲနော်ကဲနော်ပေးတယ်ထွက်တာပေးတယ်တော့မသိရောသိရလားမသိလဲနေတော့နော်ကိုမကြီးကျွန်တော်ပြောပြသွားပြီပေးတယ်သမားပေးတယ်ဆော့လိုက်မယ်ကိုမကြီးဘာမှမဆော့ဘဲနဲ့ကိုကဘာမှမတွေးမနေနဲ့ဆော့တဲ့လူဆော့လိုက်မယ်မဆော့တဲ့လူကမဆော့နဲ့ကျွန်တော်ပတ်သီးသမားတွေ line ဝါကိုမကြီးပတ်သီးပတ်ချင်တဲ့3ညပတ်ကျန်4ချိန်မှာကျန်4ရက်မှာပတ်သီးအဲ့3ညထွက်လိုက်မယ်နော်ဘာကြောင့်လဲဆို3ည3လုံးထောင်နေလုံးကိုပတ်သီးပဲအဲ့ဒါဆွဲယူထားလိုက်နော်ပြီးလို့ရှိရင်ဒီကဆော့ရမှာဒီ16ပါဝါပိတ်တယ်အပူးလာလိမ့်မယ်အခုကတင်းလာလေးမှာနက်ခတ်80လို့ဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်နက်ခတ်လို့ဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်တင်းလာလေးမနက်မှာနက်ခတ်လို့ထွက်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဘက်ကြံရက်4ရက်တွင်းမှာနော်ထွက်လိမ့်မယ်အပူးကိုပါဝါနော်အပူးကိုမိန်ထားပြီးတော့ပါဝါကိုဒူထားပြီးဆော့နော်ဒီမျိုးထွက်နားလိုက်ဒါပဲနော်ကဲအားလုံးပဲကိုမလေးစနော်နေတိုင်းပဲဒီကမနက်ဖြန်ထိုးရမယ်နေတိုင်းလေးပြောပြမယ်နော်မနက်ဖြန်နေတိုင်းဆော့ရမှာဆိုမနက်ဖြန်နေတိုင်းကျွန်တော်ရဲ့ဒီနေ့နှစ်ခွန်ဝမ်းကြီးလို့ပဲပေါ့နော်မနက်မကြညကြမယ်ဝမ်းချင်းရတော့ဒီညနေမနက်ဖြန်အင်္ဂါနေ့ပေါ့နော်ဒီကတော့ကျွန်တော်ဒီမနက်ဖြန်24ရက်2လ2026နော်2026နော်ဘယ်နှကွက်လဲ6ကွက်ပြီးပေါ့နော်6ကွက်ပြီးပေါ့အဲ့မနက်ဖြန်မှာတတိထား3ဘူး8ဘူးနော်အဲ့ဒီတတိထားဘာကြောင့်လဲဝမ်းချင်းရ38ဝမ်းချင်းဖြစ်နေလို့3ဘူး8ဘူးတွေမနက်ဖြန်တတိထားပါနော်38အချိန်619နဲ့ကတ်နော်363139နော်868189အကြိုက်ဆုံးပြောပေးမယ်နော်အကြိုက်ဆုံးတစ်ခွက်ပြောပေးမယ်90တောင်းဝဲရပါတယ်မူးနေတာလားခေါင်းနဲ့နောက်ကြည့်ဖြစ်နေတာဗျမနေ့ညနေကကျွန်တော်နေ့လေညနေကကနန်းထွက်ပြီးတော့မှကျွန်တော် live လွှင့်လိုက်တာနည်းနည်းညီစီဖြစ်နေအဲ့လိုဖြစ်နေနော်မူးနေတာလားဘယ်လိုလဲခေါင်းမူးတာအရင်မူးတာမဟုတ်နော်38ချင်းကို619နဲ့ကတ်နော်38ချင်းကို619နဲ့ကတ်ပါ868189နော်363139နော်အကြိုက်ဆုံးမင်းတို့ကပြောပြီးနားတော့မယ်နော်အားလုံးက3K ပေါ့နော်လမ်းမလေး 3K ပြောင်းထောင်ပေးနော်တယောက်ကြည့်တယောက်ထောင်ပေးဒီ channel ကို subscribe မလုပ်ရသေး subscribe လုပ်နော်မနေ့ကမှကျွန်တော်ဦးထွန်းမင်းအကြိုက်ဆုံး main ကွက်ဒီ86နော်86တကွက်ကောင်းနော်နားမယ်မနေ့ကအင်္ဂါနေ့အဖို့ဝင်တက်ပါမှာခြင်းလဲဆိုရင်ကျွန်တော်မနေ့ကကြိုက်တယ်နော်ကျွန်တော်ထုတ်ထားတဲ့ຢာလေးမနေ့ကကြိုက်တယ်ပေါ့ဒီကလို့နေတိုင်းစောကျင်တယ်ဆိုဒီကနေ့လေး6ကွက်ထည့်စောလိုက်မထည့်စောကျင်လည်းမစောနဲ့ပေါ့ကိုလို့ပေါ့နော်နေတိုင်းစောတယ်ဆိုလို့ချင်းဒီကနေ့လေး6ကွက်တော့ထည့်ဆိုလိုက် main တကွက်ကတော့86တကွက်ကောင်းကတော့ဘယ်လိုပဲဖြစ်အဖို့ဝင်တဲ့လူလည်းထည့်ထိုးဖို့ဝင်တဲ့လူလည်းထည့်ထိုးကိုရောက်နေတဲ့ကိုထိုးနေတဲ့အရာရဲ့ပေါက်တီးအတိုင်းအဲ့ထည့်ထိုးပေါ့နော်အဲ့ဒါမှဘာကြောင့်လဲဆိုရင်အဲ့တကွက်ကောင်းထွက်တယ်ဆိုလို့ရှိရင်တခါတည်းအပြီးပေါက်ဖြစ်မှာနားလို့ရအောင်ပေါ့နော်အဲ့လေးပြောချင်တယ်အားလုံးပဲကိုမနေဘိုင်